အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာချစ်ပါ Infinity Life Educational Service Company ရဲ့ Founder and CEO ဖြစ်ပါတယ်ပြီးတော့ IAC နဲ့ EDU မှာလည်းပဲ GDI လေး Instructor တယောက်အနေနဲ့ညပေးနေပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကျောင်းသူတွေကို GD အောင်မြင်အောင်ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတော့မဖြစ်စည်းထားတဲ့ scale 9ချက်ကိုအဓိကပြောပြမှုဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကနဦးပြောထားချင်တာကတော့ဗျာ GD ဘာသာရဲ့၄ခုစလုံးမှာသူနည်းသူဟန်ဖြည့်ကျင်ထားရမယ် detail scale လေးတွေတော့ရှိတာပေါ့အခုကတော့ကျွန်တော်ကဘာသာရဲ့၄ခုစလုံးကိုခြုံငုံပြီးတော့အဓိကဖြည့်စည်းထားရမယ် whole scale တွေကိုပြောမှာဖြစ်ပါတယ်ဆိုတော့အစင်းသိဖြင့်စလိုက်ကြရအောင်ဗျာပထမဆုံး scale ကတော့ reading comprehension scale ပါဟုတ်ပါတယ် GD မှာပထမဆုံးနဲ့အရေးကြီးဆုံး scale ကိုပြောပါဆိုရင်အဲ့ဒါ reading comprehension scale ကိုပဲပြောရမှာဖြစ်ပါတယ်လန်တော်တော်များများကဗျာ GD ကိုလေ့လာတဲ့အခါမှာအင်္ဂလိပ်စာကိုရနေတယ် English လို့ဘာသာပြန်တတ်နေပြီဆိုရင်လုံလောက်ပြီလို့ထင်နေကြတယ်တကယ်တမ်းကကျတော့ကျွန်တော်တို့ GD မှာကစကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုမေးတာထက်ဗျာ Can you understand deeply ဆိုတာမျိုးကိုပို့ပြီးတော့မေးတာဖြစ်ပါတယ်ဆိုတော့ကျောင်းသားကျောင်းသူတွေအနေနဲ့ကဘာသာပြန်ရုံနဲ့မပြီးဘူးဒီထဲမှာပေးထားတဲ့စာပိုက်ရဲ့ main idea ကိုဆွဲထုတ်နိုင်ရမယ် author purpose တွေကိုရှာနိုင်ရမယ်ထုံးစံ attitudes တွေကိုတတ်မှတ်နိုင်ရမယ်နော် strong argument တွေကိုခွင့်ချက်စိတ်ဖြာနိုင်ရမယ် evidence တွေသုံးစွဲတတ်ရမယ် inference တွေ summary တွေကောင်းကောင်းလုပ်ထုတ်ဖို့လိုပါတယ်ဆိုတော့ဥပမာအဖြစ်ဗျာ GD မှာဘယ်လိုမေးခွန်းမျိုးလေးတွေမေးတတ်တယ်လဲဆိုလို့ဒီစာရေးဆရာကစာဖတ်သူကိုဘယ်လိုဆွဲဆောင်ထားတာလဲနော်ပေးထားတဲ့ဒီအချက်တွေထဲမှာဘယ်ကောင်ကပိုပြီး strong ဖြစ်တယ်လဲအဲ့လိုမျိုးလေးတွေအမေးများတယ်နော်ဒုတိယအချက်ကတော့ critical thinking skill ပိုင်းခြားဝေဖန်စဉ်းစား39ဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲ GD ဆိုတာက memorize လုပ်စစ်တဲ့ဆောင်းမဟုတ်ဘူးဗျာ thinking exam ဖြစ်တယ်ဆိုတော့ကျောင်းသားကျောင်းသူတွေအနေနဲ့က critical thinking skill မရှိတော့ဘူးဆိုရင်စာပိုက်တွေကိုဖတ်ပြီးသွားတဲ့အခါ answer တွေကိုဖြေကြလို့ရှိရင်ဒီကောင်လည်းမှန်တယ်လို့ဟိုကောင်လည်းမှန်တယ်လို့နဲ့ confusion ဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့သားသမီးတွေကိုအကြံပေးချင်တာကဘာလဲဆိုတော့ GD ကိုလေ့လာတဲ့အခါမှာ cause and effect တွေ logical reasoning တွေ bias detection တွေ strong and weak arguments တွေ assumption တွေကိုတည်တည်ချာချာလေ့လာထားဖို့လိုပါတယ်ဆိုတော့ဒီ critical thinking skill ကလေ IELTS ဘာသာရဲ့အတွက်ဆို external response ဖြေတဲ့အခါမှာတော်တော်လေးအသုံးဝင်တယ်ပေါ့အားလုံးသိကြတဲ့အတိုင်းပဲလေ GD IELTS ရဲ့ external response ဟာ what you think ကိုမေးတာမဟုတ်ဘူးဗျာ can you analyze argument logically ဆိုတာမျိုးအဓိကမေးတာဖြစ်တယ်ဒါကြောင့်မလို့ GD လေ့လာမယ်သားသမီးတွေအနေနဲ့ကဒီဒုတိယမြောက် skill ဖြစ်တဲ့ critical thinking skill ကိုကောင်းကောင်းဖြည့်ကျင်ထားဖို့လိုတယ်လို့လည်းထပ်လောင်းပြီးတော့ပြောကြားလိုပါတယ်တတိယမြောက်ဖြည့်ကျင်ရမယ့် skill ကတော့ academic vocabulary skill ဖြစ်ပါတယ်သိကြတဲ့အတိုင်းပဲ GD မှာမေးတဲ့မိကုန်းတွေထဲမှာပေါ့နော်သုံးထားတဲ့စကားလုံးအသုံးအနှုန်းတွေကကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ everyday English vocabulary တွေမဟုတ်ဘူးပေါ့သူ့မှာဆိုရင် analyze တို့ evaluate တို့ justify နော် consequent တို့ perspective တို့အဲ့လိုစကားလုံးမျိုးတွေဖြစ်နေနော်ဒါကြောင့်ကျောင်းသားကျောင်းသူတွေအနေနဲ့က GD ကိုလေ့လာတဲ့အခါမှာ vocabulary တွေကိုတတ်နိုင်တဲ့လောက်သိထားဖို့လိုတယ်သိတဲ့နေရာမှာလည်းပဲပေါ့နော် dictionary ထဲမှာရှိတဲ့ denotation တွေကိုပဲသိနေလို့မရဘူးဒီစကားလုံးနဲ့ပတ်သက်တဲ့ connotation အဓိပ္ပာယ်တွေကိုလည်းသိထားဖို့လိုတယ်ဒီစကားလုံးတစ်ချက်ချာမသိဘူးဆိုရင်တော့ကျွန်တော်တို့က context clue နဲ့ဖတ်ပြီးတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကဘာဖြစ်လောက်မလဲဆိုတော့ကျွန်တော်တို့ figure out လုပ်ဖို့လိုတယ်အဲ့ဒီစွမ်းရည်လည်းလိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ကတိတလောက်လေးနဲ့ဒါဘာသာပြန်မယ်ဆိုလို့ရှိရင်ပေးထားတဲ့စာပိုက်တွေကိုကျွန်တော်တို့က surface level အပေါ်ယံကြောလောက်လေးပဲကျွန်တော်တို့ဘာသာပြန်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ GD ကိုအောင်ဖို့ဆိုလို့ရှိရင်စကားလုံးတွေကိုကင်တွယ်တတ်တဲ့စွမ်းရည်ကလည်းလိုအပ်တယ်လို့ပြောချင်ပါတယ်ဗျာစတုထမြောက်ဖြည့်ခြင်းရမယ့် skill ကတော့ writing skill ပါဒါကတော့ GD ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတော်တော်များများသိပါတယ်။ GD ဆိုတာကကျောင်းသားကျောင်းသူတွေ reading skill နဲ့ writing skill ကိုစစ်တယ်ဆိုတာ။ဆိုတော့ writing skill ကတေချာပေါင်း GD ရဲ့ IELTS ဘာသာရပ်မှာ external response အနေနဲ့မေးလာမှာဖြစ်ပါတယ်။ဆိုတော့ကျောင်းသားကျောင်းသူတွေနဲ့ writing skill ကိုမဖြစ်မနေဖြည့်ကျင်ထားတင်ပါတယ်။ writing skill ကိုဖြည့်ကျင်တဲ့နေရာမှာ vocabulary တွေကိုကင်တွယ်တာကနေအစားပေါ့နော် sentence pattern တွေဘယ်လိုတည်ဆောက်ကြမလဲ paragraph တွေကိုဘယ်လိုလုပ်ကြမလဲessay တစ်ပုဒ်ကိုရေးကြတဲ့အခါမှာ thesis statement ဘယ်လိုထုတ်ကြမလဲ evidence တွေဘယ်လိုသုံးစွဲကြမလဲပေါ့ idea ကိုဘယ်လိုမျိုး logical ကြရှင်းလင်းတင်ပြသွားမလဲရေးသားသွားမလဲပေါ့နော်ဒါအရေးကြီးတယ်ပြီးတော့ essay တစ်ပုဒ်ရဲ့အဓိကကြောရိုးဆိုတာ structure ဖြစ်တယ်အဲ့တော့ essay တစ်ပုဒ်ကိုရေးတဲ့အခါမှာအင်္ဂါဆောင်ရေးဖို့လည်းလိုတယ်ပေါ့နော်ဒါကြောင့်မလို့ writing skill ကိုဖြည့်ထားဖို့လိုတယ် writing skill ကိုဖြည့်တဲ့နေရာမှာတလက်စာတွေဘာပါလာလဲဆိုတော့ကျွန်တော် GD ဆိုတာက computer base ဖြစ်တဲ့အတွက်ကြောင့်မလို့ typing skill ကလည်းလိုအပ်တယ်လို့ဒီနေရာမှာကြားညက်ပြီးတော့ပြောလိုက်ချင်ပါတယ်ခင်ဗျ။ပြင်စမမြောက်ဖြည့်ခြင်းရမယ့်အချက်ကတော့ time management skill ပါ။ဒါကတော့လန်နာတိုင်းသိတယ်ဗျာ။ဒါလဲဆိုတော့ GD မှာမဟုတ်ဘူးเนาะ။ဘယ်စာမေးပွဲမဆိုအချိန်နဲ့တပြေးညီဖြည့်တတ်ဖို့ဆိုတာကတော်တော်လေးအရေးကြီးတယ်။ GD မှာဆိုလို့ရှိရင်တော့သိတဲ့အတိုင်းပဲကျွန်တော်တို့က knowledge သိရုံနဲ့မဖြစ်ဘူး။ time management အမှန်လိုအပ်တယ်။ကျွန်တော်ကြားမှုနားဝတွေရှိပါတယ်။ဘာလဲဆိုတော့စောင်းပွဲကဖြည့်တတ်တယ်ရလဲရတယ်အချိန်မလောက်လို့ဒီလိုနည်းနဲ့ပဲကျွန်တော်တို့အောင်တဲ့ကလေးတွေမအောင်သွားတာမျိုး
ရတဲ့ရထိုက်တဲ့အမှတ်တွေမရသွားတာမျိုးလေးတွေကြားနေရတယ်ပေါ့နော်ဒါကြောင့် time management ကအင်မတန်အရေးကြီးတယ်လို့ပြောချင်ပါတယ်ဆိုတော့ time management ကိုလုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပွဲမွေခင်အပြင်ကကျင်းပဆိုတဲ့အတိုင်းပဲတကယ်အစိမ်းကြီးသွားဖြေဖို့ပေါ့နော် ready တွေ real တွေမဖြေခင်တည်းကကျွန်တော်တို့တွေကရေးတွေကိုလေ့ကျင့်နေကြတဲ့ဟို practice များများလုပ်ရမယ်ရေးတွေ exam နဲ့တရန်တူတဲ့မေးခွန်းတွေကိုအချိန်ချင်းဖန်ဖန်ဖြေပြီးတော့အချိန်နဲ့တပြေးညီဖြေတတ်ဖို့လိုတယ်ဘယ် session တွေဆိုလို့ရှိရင်ဘယ်နှမိနစ်ပေးထားတယ်အဲ့ဒါကိုဘယ်လိုမျိုး manage လုပ်ပြီးဖြေသွားမလဲပြီးတဲ့အခါမှာမရတဲ့မေးခွန်းဆိုတာပါလာနိုင်တယ်အဲ့ဒီမရတဲ့မေးခွန်းတွေကိုဘယ်လို skip လုပ်သွားမလဲနောက်ဒီပေါ်မှာပြီးသွားတဲ့အခါမှာစာဖတ်တဲ့အခါမှာဒီစာတစ်ပုဒ်ကိုဘယ်လိုမြင်မြန်ဖတ်ပြီးတော့အနှစ်ကိုဘယ်လိုဆွဲထုတ်မလဲအဖြေမဲ့ရွေးတဲ့အခါမှာဆိုလို့မှားနေတဲ့အဖြေတွေကိုဘယ်လိုမျိုး eliminate လုပ်သွားမလဲဒီ skill တွေကိုလည်းကျွန်တော်တို့အပြင်မှာတည်းကလေ့ကျင့်သွားဖို့လိုတယ်ပေါ့နော်အဲကြောင့်မလို့ time management ဟာအင်မတန်အရေးကြီးတယ်လို့ပြောချင်ပါတယ် time management အားနည်းတဲ့အတွက်ကြောင့်မလို့ဒီမဖြစ်တဲ့အဖြစ်တွေဖြစ်သွားတယ်မရတဲ့ရလက်တွေရသွားတာမျိုးဆိုလို့ရှိရင်လည်း intern နှမျောစရာကောင်းပါတယ်ပထမမြောက်ဖြည့်တင်ရမယ့် skill ကတော့ math reasoning skill ဖြစ်ပါတယ်ကျွန်တော် GED math မှာဆိုလို့ရှိရင် formula တွေကိုမှတ်သားထားတာထက် reasoning ကပိုအရေးကြီးပါတယ်အကြောင်းသားကျောင်းသူတွေအနေနဲ့က word problem translation equation setup graphic reading ပေါ့နော် algebraic thinking calculator usage ဒါတွေကိုကောင်းကောင်းသိထားလို့ရှိရင်GED math ကိုလည်းလည်းကူကူဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်GED math မှာကျောင်းသားတွေတို့ချို့ပေးဖြစ်သွားတာကြတော့သူအတင်ချာမတွတ်တက်လို့မဟုတ်ဘူးเนาะ question ပေါ်မှာမေးထားတဲ့စာသားတွေကို math language ပေါ့တင်ချာဘာသာစကားနဲ့ပေါင်းလဲပြီးတော့နားလည်သဘောပေါက်အောင်မကြိုးစားနိုင်တဲ့အချက်ကြောင့်ဖြစ်လာဖြစ်ပါတယ်เนาะဒါကြောင့်မလို့GED ဖြည့်ဆိုတော့မယ်ဆိုလို့ရှိရင်တင်ချာဘာသာရဲ့အနေအတွက်ကတော့ math reasoning ကိုကောင်းကောင်းရထားဖို့လိုပါတယ်လို့အကြံပြုပြရစီပေါ့เนาะနောက်ဆုံးတရမမြောက်အချက်ကတော့တော်တော်များများ overload ဖြစ်နေတဲ့အချက်ပါအဲ့ဒါကတော့ mindset and consistency ဖြစ်ပါတယ်ကျောင်းသားကျောင်းသူတော်တော်များများဟာ GED ကိုလေ့လာတော့မယ်ဆိုလို့ mindset ကိုပြင်ထားဖို့လိုတယ်။ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုလည်းအမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ GED ကိုလေ့လာတဲ့အခါမှာပေါ့နော် mindset and consistency က level တခြားသော skill တွေလိုမျိုးပဲအရေးကြီးတယ်လို့ကျွန်တော်ကတော့ပြောလိုပါတယ်။ကျောင်းသားကျောင်းသူတွေမှာ consistency skill ရှိရမယ်ပြီးတော့ confidence ရှိရမယ် emotional control ဘိုင်းကောင်းရမယ် discipline ရှိရမယ်ပြီးတဲ့အခါမှာဆိုရင် frustration tolerance ပေါ့နော်ဒါလေးလည်းရှိဖို့လိုတယ်ဗျဆိုတော့ကျောင်းသား GED အောင်သွားတဲ့ကျောင်းသားကျောင်းသူတွေကိုပေါ့နော်နည်းနည်းစနစ်နာလိုက်တဲ့အခါမှာ genius တွေအောင်နေတာချက်ပေါ့အောင်ကိုအောင်ရမယ်ဆိုတဲ့စိတ် mindset ကိုတွင်းထားပြီးတော့နေ့စဉ်ပုံမှန်စာကြိုးစားနေတဲ့ consistent learner တွေကပုံများနေတာကိုသွားတွေ့ရပါတယ်ဒါကြောင့်မလို့ GED ဆိုတာဒီမြည်သူမဆိုလေ့လာလို့ရတဲ့ပညာရေးလမ်းစဉ်ဖြစ်တယ်အောင်ကိုအောင်ရမယ်ငါလုံနိုင်ရမယ်ဆိုရင် mindset ကိုတွင်းပြီးတော့နေ့စဉ်ပုံမှန်လေးစာကြိုးစားသွားမယ်လေ့လာသင်ယူသွားမယ်စဉ်ဆက်မပြတ်အားထုတ်သွားမယ်ဆိုရင်တေချာပေါက်အောင်ကိုအောင်နိုင်တဲ့လမ်းစဉ်တစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့ပြောကြားလိုပါတယ်ဆိုတော့ GED အောင်မြင်ဖို့ဆိုတာ talent တစ်ခုတည်းနဲ့ဆိုင်တာမဟုတ်ပါဘူးဒါအထက်မှာပြောခဲ့တဲ့ critical thinking skill reading comprehension skill တွေ writing skill တွေ time management တွေ vocabulary တွေ math reasoning တွေmindset ပေါ့နော်ဒီပေါ့ဒါတွေအားလုံးကိုပေါင်းစပ်နိုင်မယ်ဆိုလို့ရှိရင် GED အောင်မြင်ပါတယ်ဆိုတော့တကယ်တမ်းပြောမယ်ဆိုရင်က GED ဆိုတာကျောင်းသားကျောင်းသူတွေအတွက် impossible exam တခုမဟုတ်ပါဘူးစနစ်တကျလေ့ကျင့်မှုကလိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် like subscribe လုပ်ခဲ့ပေးပါ GED ကိုတက်ရောက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ Infinity Life Education Center IEC ကိုဆက်သွယ်လို့ရပါတယ်လို့လည်းပြောကြားလိုပါတယ်အားလုံးပဲတာတော့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ bye bye